ကျမတို့ငယ်ငယ်ကခဏခဏအပြစ်တင်ခံရတဲ့အခါမျိုးတွေပါပေါ့နော်ဥပမာကိုကအသုံးမကျဘူးပေါ့နော်ကိုယ့်ရဲ့မိသားစုဝင်တူကကိုအသုံးမကျဘူးလို့မြင်နေတာမျိုးပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ကိုကအချစ်မခံရဘူးဆိုတဲ့ခံစားချက်ပေါ့နော်ကိုယ့်ရဲ့မိသားစုဝင်တွေကယူဆိုင်ဘူးမချစ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီခံစားချက်တွေပေါ့နော်အဲ့ဒီခံစားချက်တွေကကိုကကြာအဲ့ဒါလေးတွေဟာဘာဖြစ်သွားလဲဆိုရင်ကျမတို့ရဲ့စိတ်ထန်တာဖြစ်ခဲ့တယ်ငယ်တုန်းကပေါ့နော်အဲ့တော့ကိုကမသိပဲနဲ့လွဲမားဆိုတာနဲ့ကျမတို့ရဲ့မသိစိတ်ထဲမှာကိုဟာအသုံးမကျတဲ့သူတူဒါမှမဟုတ်ကိုကအချစ်မခံရတဲ့သူတယောက်လို့မသိစိတ်ကနေပြီးတော့မှတ်သားလာတဲ့အခါကျလို့ရှိရင်တကယ်လက်တွေ့ဘဝမှာကျမတို့ကဘာတွေဖန်တီးတတ်တယ်ဆိုရင်ပြဿနာတွေဖန်တီးတတ်တယ်လက်ရှိမှာကိုကခါလေးကြာရင်ကိုကြုံတွေ့နေရတဲ့တချို့သောပြဿနာတွေကပါနေဆိုရင်ကိုဒီအချစ်ချင်းမြတ်တာတွေနဲ့ကိုပေါ့နော်မထိုက်တန်ဘူးခံစားရတဲ့အတွက်ကြောင့်သူကပါလဲဆိုရင်ပြဿနာကိုပဲဖန်တီးတယ်အဲ့တော့သူကိုတကယ်ပေါ့နော်လှုပ်လိုက်တဲ့ကိစ္စတိုင်းဟာကိုကတော့အစွမ်းကုန်ကြိုးစားတာပဲဒါပေမဲ့တကယ်ကိုလှုပ်လိုက်တဲ့အရာတိုင်းဟာကိုနောက်ကိုပြန်ပြီးတော့ဆွဲချနေတဲ့အရာတွေဖြစ်တယ်ပေါ့နော်ကျမမိတ်ဆွေတူကိုမြင်ဘူးလေအဲ့ဒီမိတ်ဆွေကပါလဲဆိုရင်သူကသူအမြဲတမ်းသူ့ရဲ့နှုတ်ကနေပြောနေတဲ့စကားတွေကပါလဲဆိုရင်ကျမကပေါ့နော်ကျမအသုံးမကျတာပါဟုတ်တယ်ကျမကလေတော်တော်ကိုအဆင်မပြေတာကျမကလူဝါပြန်ပြီးပေါ့နော်အဲ့တော့သူပြောနေတဲ့ conversation တွေအကုန်လုံးကဘာဖြစ်နေလဲဆိုရင်ကိုဆွဲချနေတဲ့ conversation တွေပေါ့နော် conversation ဆိုစကားလုံးတွေပေါ့ကိုဆွဲချနေပေါ့အဲ့တော့ကိုအဲ့လိုဆွဲချတဲ့အခါကျတော့တကယ်လေးပါဖြစ်လဲဆိုရင်ဒါဟာကိုပြောနေတဲ့စကားလုံးတွေဟာကိုရဲ့အတွေးရနေလာတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါဟာ law attraction အရာဆိုလို့ရှိရင်ကိုကဒါတွေအကုန်လုံးကိုဘဝထဲမှာဒီတိုင်းဖြစ်ပေါ်လာမှုရအတွက်ကို attract လုပ်နေတယ်အတူတူပဲအဲ့တော့ဒီအရာတွေကိုကျမတို့ကဘာလုပ်ရမှာလဲဆိုကိုရဲ့ဒီအရာတွေပြောင်းလဲရမှာနော်ဒါပေမဲ့ပြောင်းလဲရမယ်လို့တော့သိတယ်ဒါပေမဲ့ကျမမပြောင်းလဲနိုင်ဘူးပေါ့နော်ဒီအရာတွေကိုဆက်ပြီးတော့လည်းဒါပြောနေတယ်အဲ့တော့အဲ့ဒီအရာအတွက်ကိုသူကဘာလုပ်ဖို့လိုလဲဆိုရင်အဲ့ဒီကိုယ့်ရဲ့မသိစိတ်ထဲမှာရောက်နေတဲ့ခုနတော့မှငယ်တုန်းကကြားဘူးခဲ့တဲ့အရာတွေရှိပါဘူးအဲ့ဒီအရာတွေကို clear လုပ်ဖို့လိုတယ်အဲ့ဒီ memory တွေပေါ့နော် old memory တွေကိုကျမတို့ကဘာလဲဆိုရင် healing လုပ်ဖို့ရတော့လိုအပ်တယ်ကိုဟာတကယ်ကြတော့ဘာလဲဆိုရင်ချစ်ချင်းမြတ်တာတွေနဲ့ထိုက်တယ်ကိုဟာအချစ်တွေနဲ့ထိုက်တယ်နော်ကိုတကယ်ကိုချစ်ချင်းမြတ်တာနဲ့ထွေးပေးဖို့လို့ကိုဟာဘာလဲဆိုရင်တန်မိုးရှိရပေါ့ worthy ဖြစ်တယ်ပေါ့နော်ကိုဟာတကယ်ကိုထိုက်တန်တဲ့လူသားတစ်ယောက်ဖြစ်တယ်ကိုဟာအတက်နိုင်ဆုံးကိုရဲ့ဘယ်လိုပြောမလဲအစွမ်းအစကနေပြီးတော့ကိုဟာအတက်နိုင်ဆုံးစူးစမ်းခဲ့တဲ့သူတစ်ယောက်လည်းဖြစ်တယ်အဲ့ဒီအရာတွေကိုကိုအတိအမှတ်ပြုမှရမယ်အရင်ဆုံးသူများအတိအမှတ်မပြုတာခဏနေကိုစပြီးတော့အတိအမှတ်ပြုတော့မှကျမတို့ရဲ့အတွင်းကနှလုံးသားလေးကလည်းဘာဖြစ်မှာလဲဆိုရင်တကယ်ဒီ feeling ပေါ့နော်ကိုအတိအမှတ်ပြုတယ် love ဆိုတဲ့ချစ်ချင်းမြတ်တာကိုခံစားမိမှာအဲ့တော့ကိုတော့မှမချစ်ဖက်နဲ့ကိုပြောနေတဲ့စကားလုံးတွေဟာကိုဆွဲချနေတယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဘဝဒီထက်ပိုပြီးတော့ဗာလဲဆိုရင်ဆိုးလာတာပဲရှိမှာပေါ့နော်အဲ့တော့အဲ့ဒီအရာတွေအကုန်လုံးကိုကဖြည့်ဆင်းခြင်းတယ်ဆိုလို့ရှိရင်ကျမအကြံပြုချင်တာကတော့ Ho'oponopono ဆိုတဲ့ healing system လေးနဲ့ကို healing လုပ်ပါအဲ့တော့လာမဲ့ဒီပေါ့နော်ကျမကဒီဇင်ဘာလ9ရက်နေ့မှာဆိုလို့ရှိရင်ကျမကနေပြီးတော့5 days ပေါ့နော် healing လေးကို online မှာပြုလုပ်ပေးဖို့ရှိတယ် Zoom ကနေပြုလုပ်ပေးမှာဖြစ်ပါတယ်ည8 နာရီဖြစ်ပါတယ်အဲ့တော့ဒီသင်တန်းလေးဖွင့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဒီသင်တန်းကိုလူဦးရေအနှဲငယ်ပေါ့နော်အနှဲငယ်ကဒါလင်းတက်ရောက်နိုင်မယ့်သင်တန်းလေးဖြစ်တယ်အဲ့တော့ဒီသင်တန်းကိုအပ်ချင်တဲ့သူတွေကအမြန်ဆုံးလာရောက်ပြီးတော့အနံထားလို့ရပါပြီအဲ့တော့အသေးစိတ်အချက်လက်တွေကိုတော့ Messenger မှာစုံစမ်းလို့ရတယ်ကျမရဲ့ Viber နံပါတ်0996913133မှာလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေကြတယ်ပြည်စုံရှင်မိသားစုဝင်တွေအားလုံးနေ့ရက်တိုင်းမှာအေးချမ်းပျော်ရွှင်ကြပါစေရှင်ကျမကတော့ပြည်စုံရှင် Wellness and Healing Academy Founder မမြတ်စုဖြစ်ပါတယ်ရှင်